ကောင်းလေမင်းဘာလို့လိုချင်တာလဲကွာ ဟောဟုတ်ကျွန်တော်ခဏကြည့်အောင်ပါနော် အေးကြည့်မင်းတို့လည်းတောင်းနေတော့အကုန်ကြည့်တယ်ကွာအဲ့ဒါအများကြီးကြံသေးတယ် ဟုတ်ကျေးဇူးပါဗျာဟုတ်ဒီဆောင်လေးကဟော်တာမျိုးစားလားခင်ဗျာ ဟုတ်တယ်ဟော်ရာမျိုးစားကွာကောင်းကဟော်ရာထဲမှာတော်တော်ကောင်းတဲ့စာအုပ်ပဲကွာကောင်းလုံးဝကြည့်လို့လေဒုတိယကျင်ပြန်ရိုက်တာလား ဟောဟုတ်ကျွန်တော်လည်းဟော်တာမျိုးစားရဆိုတော့ရမ်းစိတ်ဝင်စားလား အေး ဟုတ်ဒါလည်းဘယ်လောက်လဲမသိဘူး 2500ပေါ့ကွာ 2500ဘယ်ဟို2500တော့မလို့နဲ့2000တော့ထားပြီနော် ဒါဒီကွာကြိုက်မင်းယူပါ ကျေးဇူးပါဗျာဟုတ်ကျေးဇူးပါဗျာဟယ်လိုအေးဟျောငါ့ကိုအခုပဲမိုး
မိုးတဲ့ဟမ်ထားတော့လို့ကွာမင်း9နာရီရောက်သွားမယ်ဆိုမင်း9နာရီထိုးကနေမိုင်းနေတယ်အဖေလေတော့ဘောတော့ကတော့အစိုးရနေမလို့ဗျာဟုတ်ပါနောက်ကြောက်ကုန်ပြီအဲရေချိုးမယ် ဟောကိုကတော့ဝရိယမထားပါနဲ့ငါ့တော့ပြစ်တင်နေလိုက်ပြီအေးမမိုးတဲ့မငါလိစာစာအုပ်ကြားရညှက်ထားခဲ့ပြီနော် ဟုတ်ဗျာ ပြီးရင် breakfast ဆောင်းအဆင်းလာခဲ့ ဟုတ်ဗျာ လူကောင်းလည်းမသိဘူးဝရိယကိုရှိပြေးပြေးအေးစေထိုင်စားသမှာကွာမင်းအပြိုင်ပြာနဲ့မျက်စိကိုနှောက်နေတာပဲ နေမလားတော့နောက်ကျရင်ပြောတော့မှာပဲ မိုးတဲ့ ဒါပဲ မှတ်ပုံနေပါရဲ့လား ပါတဲ့ဖေသားမင်းညာတဲ့ခိုင်းထက်တာ အေးသွားလို့ရှိရင်ကားကိုလမ်းမှာတေချာခီးဆိုင်မောင်းတော့၄ပေါင်းလေးပါလဲချိန်သွားလိုက်အောင် လမ်းသွားရင်အကောင်နဲ့ကြိုးရင်းတော့ဝင်ချိန်သွားလိုက်မယ် အေးဒါမှဘုရားသားတွေလည်းကျွတ်သွားအောင် ဟုတ်ပြီရော အေးမမေပြောထားရင်တော့ညရဲကအခုအပျော်ကနေအပြက်မဖြစ်စေနဲ့လို့ ဟုတ်ပြီရောတတ်သွားပြီတတ အေးဟဲ့မို့တဲ့ ဟေး မင်းပြောတော့10နာရီရောက်မယ်ဆို ဩအဲ့ဒါမပြောနဲ့လေငါမှ9နိုင်လောက်တည်းကနောက်ကြမှာဆိုလို့ကတိုက်ကြရိုက်နဲ့ပြေးလာတာကွာမောလိုက်တာကွာဘလို့ပေါ့ ပြောလေနော်မင်းတို့တွေငါ့ကိုအပြစ်ပြောဖို့ဘယ်ချိန်လေးကစောင့်နေရတာငါနည်းနည်းလေးနောက်ကြတော့နော်ပြောလို့ဆိုလို့ဝင်ပြီးတော့ ဩနည်းနည်းရေးတယ်ကွာဆိုပါဦးပဲ ဘာဖြစ်ရပြန်တာတော့ ဘာလဲဟာ ဟယ်လိုရောက်တော့မယ်တဲ့လာနေပြီဒီမှာမိုးစားကအင်းရစားထွက်တယ်ကနောက်ကျနေရလေပြီးတော့ဟိုကောင်လေးလည်းလမ်းမှာဝင်ပေါ်နေရတယ်ဒီမှာရောက်တော့မယ်နော်ချိန်တဲ့နေရာမှာပဲစောင့်နေလေနော်ဒါပဲတော့တဲ့ရဆို အဲ့ပဲဒီဒီခီးရတော့ကွာမင်းနဲ့ငါနဲ့နှစ်ယောက်တော့တိတ်မတန်ဘူးသူများတွေများတာယာနေလဲကြတယ်သဲတွေရောခဲတွေရော ဟုတ်ပါအဲ့ဒီဂိမ်းနေမဟုတ်ဘူးနော်ထပ်လာပါနဲ့ဦးမယ်ချစ်တို့ဂျစ်တို့မင်းနေအောင်နားထောင်ကြည့်နားချမြေကတ်တဲ့အထီကိုကြားအောင်ပါဗျာ ပြောနေမင်းနောက်မနေနဲ့ဟိုမှာမောင်းစရာရှိတာမြန်မောင်းပေါ်စီလုံးနေတာနော်သူတို့အကြောင်းလည်းသိရတာနော် ဆိုပါ ငါလည်းမောင်းတာပဲလေမင်းမြင်တဲ့အတိုင်းပဲ တဲ့ ဟေး မင်းငါတို့လာနောက်မနေပါနဲ့ကွာမင်းတီရီကိုစိတ်ဝင်စားတာငါတို့လည်းသိတာပဲ right နော်တီရီကလည်းမင်းဒီကောင်းဆိုရင်မငင်းတော့ပါဘူးကွာဟဲ့မင်းစိတ်ကူးမလွဲနဲ့နော်ချက်ကူချက်ပြက်ရအောင် ဟုတ်တယ် အဲ့တဲ့ကငါနဲ့တီတီရဲ့ချစ်ကလေပိုးမြင်လေးလို့နုညံ့နေတယ်ငါနဲ့တီတီရဲ့ချစ်ကလေကြမ်းကြမ်းနဲ့လုပ်လို့မရဘူးနော်နုနုရဲ့အကွက်ကလေးတွေရွှေ့မှရအောင် အေးပါကွာအေးပါနော်အကြောင်းကြောင့်အကျိုးဖြစ်တာတဲ့နော်ဘယ်လိုပေါ့နေလေအကြောင်းနဲ့အကျိုးဟတ်နေတာပဲငါလည်းလေဒီခေတ်ကြီးတွေမှာပန်တော့အပိုင်ကျန်လိုက်အပိုင်ထုတ်လိုက်ဟုတ်တယ် ဟဲ့ဟုတ်မှလည်းလုပ်တော့ ရပဲလေ ဟုတ်တယ် ငါတော့မြင်အောင်သေးရနော် ဟာဘာအောင်ပြောင်းလာလဲ ပန်ပန်ကဆက်ဆက်ထိမကန်လေတော့ကြာမဲပန်းနဲ့ပန်ပတ်လောကမိတ်ဆက်နေရောမယ်နော် ဩဒီမဲ့တကယ်ကြီးမိတ်ဆက်ယုံနေမကလို့လေပါနဲ့သူ့လက်ဝါးနဲ့ညာညာကွာပန်လေးတာရိုက်မယ်ဆိုဟိုတရကူကူပေသီးရလေအမလေးပါရိုက်ခန္ဓာဇက်ကျွင်းကြိုးသားပလေးတစ်ချက်ပြုံးမပြက်စီရဘူးဒီ အေးစကားဒီမှာနေရတော့ဟိုမှာရှေ့မှာပဲရောက်နေပြီနော် အင်းရောက်တော့မှာ အေးပါကွာ ကြာလိုက်တာဟဲ့ဟုတ်တာဟာအခုတည်းမညောက်သေးစောင့်နေတာကြာ ။နည်းလာနေလည်းမသိဘူးအဲ့လောက်ကြာ။ဟုတ်တယ်တော်တော်နောက်ကြာနေပြီမှာ။သွားကျင်နေပါပြီကို အဲဟိုမှာကားတွေ့ပြီ ။ဟုတ်တယ်။ တာကြော်ပါမယ်တာလေး ဟ
ဟုတ်လေခေါ်လေကျွန်တော်တို့ဇီဇဝါလန်းကခြံအမှတ်805ဆိုတာဘယ်နာလေးလဲဗျာ ဒီဇဝါလန်ချမ်းမရှိရမှာ ဟုတ်ပါတယ်ဦးလေးဘာဖြစ်လို့လဲဦးလေးဒီရောက်ကလား ဒီရက်ကောက်က ဩဦးလေးကဒီရောက်ကဖြစ်ပြီးဒီလိမ့်စာလေးကိုမသိဘူးလား ဟိုတိတယ်ဟိုတိလို့မပြောချင်တာဟိုမင်းတို့ကလည်းကွာဟိုလမ်းမသိလို့မေးတာတော့မဟုတ်ဘူးချစ်ကန်ကန်နဲ့မေးနေရတယ်ဒီမှာမင်းတို့အဲ့တက်တက်ကိုသွားလိုက်ဘယ်ဘက်ကိုချိုးလိုက်နော်အဲ့ဒါမင်းတို့သွားချင်တဲ့ခြံကိုရောက်ပြီ ဟုတ်ကဲ့ သွားလိုက်တော့တခုတော့မင်းတို့ကမှားလိုက်မယ်နော်6နာရီချိုးတော့မယ် ဟော6နိုင်ထိုးတာဘာဖြစ်လဲ မသိမှာပေါ့သွား ကျေးဇူးပဲဗျာ ဟုတ်ပါပြီ